ဒီနေ့သွားပြခဲ့တာလေးကတော့ရန်ကုန်မန္တလေးအမြန်လမ်း18မှန်3ပါလုံးမှာတည်ရှိတဲ့မြို့သမီးများအားထားရာဘော်ဒီဆိုင်ရာတော်ရထိန်မတို့ရွာသို့ရောက်ဖြစ်ခဲ့ပါတယ်ရှင်။သူကဝါရင်ကာလာကလွယ်ပြီးလစဉ်9ရက်တာတရားစခန်းနေလည်းရှိသလိုလူပုဂ္ဂိုလ်တွေအတွက်တရက်တရားစခန်းလည်းရှိပါတယ်ရှင်။ပွင့်ဖြူကတကြံကာလမှာဒေါ်လပသီလရှင်955ပါမှာဝစ်ပြီးတော့9ရက်တာတရားစခန်းဝင်ခဲ့ပါတယ်ရှင်။အဲ့ဒီတည်းကဒီရိတ်တာလေးကတိတ်ဆိတ်ပြီးအရန်အေးချမ်းလို့ဒီရိတ်တာကိုခဏခဏလာပြခဲ့ပါတယ်ရှင်။ဆရာကြီးဖះရဲ့တရားတွေကလည်းနားလည်သဘောပေါက်လွယ်ပြီးဆရာကြီးရဲ့မေတ္တာဓာတ်တွေကလည်းကြီးမားလုံးလို့ဒီရိတ်တာကိုခဏခဏလာပါတယ်ရှင်။ဒါကတော့ဆရာကြီးကိုယ်တိုင်တတိုင်းဆွဲထားတဲ့နေရာလေးပါ။ဒါကတော့ရဟန္တာကုန်းမှာရှင်။ပွင့်ပြတော့ဒီနေ့ရှေ့ရောက်သွားခဲ့ပါတယ်ရှင်။အိမ်ကအမေအပါဝင်တငယ်ချင်းနေနဲ့သွားခဲ့ပါတယ်။ဧက90အကျယ်တဲ့ထဲမှာ9ဧကစာထိန်မတို့ရွာနေရာလေးပါရှင်။ဒီနေရာမှာတပားတိုင်နေရာလေးတွေလည်းရှိပါတယ်ရှင်။ဆရာကြီးကတော့မနက်9နာရီကနေညနေ4နာရီထိမနာတန်တရားတွေကိုအနိကသင်ပြပေးနေတာပါ။ဧက90ကျယ်တဲ့ထဲမှာပန်းပေါင်းစုံလေးတွေပွင့်နေလို့အရန်လည်းလှနေလို့ပွင့်ပြူလေးကတော့ဓာတ်ပုံလေးရိုက်ခဲ့ပါတယ်ရှင်။မိသားကစီကန်းလေးကြီးတယ်စကားမပြောရဘူးဖုန်းလည်းမကန်ရဘူးတဆောင်ကိုတပားပဲနေရတာလားအဲ့ဒါတွေကိုသိရှိလို့ပါကဘော်ဒီဆိုင်ရာပေးအောင်မှာပွင့်ပြူရဲ့ဝင်းနှင်းမြင့်ရဲ့အမမမိုးသူတို့မိုးသူသားလို့ရှိပါတယ်မေးလို့ရပါတယ်ဘော်ဒီဆိုင်ရာရုံဖုန်း3995140556ကိုလည်းဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်ရှင်ကြိုတင်မစင်းပေးလို့လည်းရနေပါပြီရှင်